ဟိုရှိမှာနောက်ခံလူမနာနဲ့ဖြတ်ထုတ်တယ်ပြစ်တယ်မောပေးရမယ်အနေထားတော့အမြင်တွေ့နေရတယ်ခင်ဗျာပယ်နတီအေရီယာထဲမှာဖြတ်ထုတ်တာဖြစ်တဲ့အတွက်ဒိုင်လူကြီးအနေနဲ့ဘယ်လိုမျိုးပြစ်ဒဏ်ချမှတ်သွားမလဲဆိုတာစိတ်ဝင်စားဖို့တော့ကောင်းနေခဲ့ပြီခင်ဗျာကျွန်တော်စီရင်ခံနေစဉ်အတွင်းမှာပဲဒိုင်လူကြီးကတော့ VAR ရဲ့အဆုံးဖြတ်ကိုရယူသွားတော့မယ်ခင်ဗျာကျွန်တော်တို့အာဖရိကမှာတော့ VAR အကြမ်းမြင်ဆရာမကအဆုံးဖြတ်ပေးသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းပဲ VAR အကြမ်းမြင်ဆရာမကြီးအနေနဲ့ရိုးရာနီးလန်းတွေအသုံးပြုပြီးတော့စောစောဖြစ်စဉ်ကိုပယ်နတီပေးတဲ့မပေးတဲ့ကြိုတိနေတယ်လို့ကိုဆုံးဖြတ်ပေးသွားတော့မှာလည်းဖြစ်ပါတယ်ပယ်နတီပေးလိုက်စမ်းဟဲ့ကျွန်တော်စီရင်ခံနေစဉ်အတွင်းမှာပဲ VAR အကြမ်းမြင်ဆရာမကြီးရဲ့ဆုံးဖြတ်ချက်အရပယ်နတီပြစ်ဒဏ်ပေါ်တတ်မှတ်ပေးလိုက်ပြီမြာခွင်းလဲတိုင်းကြီးကတော့ဆရာပတ်ကိုဝါကတ်ပြလိုက်ပြီမြာမကန်နဲ့အဲ့မျက်လုံးနဲ့မကြည့်နဲ့သွားဟိုနာတော့ကုတ်ဆွဲပလိုက်ချင်နေပြီငါလည်းကိုကြည့်အုံးသီးလေးလုံးမသေးတော့ကွာတစ်လုံးစွန်းတော့တင်တစ်လုံးကြီးလေးကြအဲ့ငါလည်းထဲမှာဘယ်နှလုံးကြမလဲဟဲ့ဗင်းနီတော်ပါတော့ကွာတော်ပါတော့ရှုံးနေပြီးသားလူတယောက်ကိုမင်းဘာလို့ဒဏ်ရာတွေထက်ခါပေးနေတာလဲဟမ်မင်းဘာလို့ဒဏ်ရာတွေထက်ခါပေးနေတာလဲလို့ခင်ဗျာပွဲကြီးစင်မောကနေကျွန်တော်ဆဲနေတာအများတန်းခင်ဗျာကျွန်တော်တက်နေကျွန်တော်နေရာမှာဝင်လာလို့လိုက်လားကျွန်တော်လည်းလှုပ်ချင်လို့လှုပ်နေရမဟုတ်ပတ်စံရလို့လှုပ်နေတာခုမြင်တွေ့နေရတဲ့ဗီဒီယိုကတော့ Chelsea ပရိသတ်တူပေါက်ကွဲနေတာခင်ဗျာChelsea ပရိသတ်တွေကြားထဲမှာ PSG အသင်းဘက်ကဂိုးသွားရင်ထထအော်နေတဲ့ PSG ပရိသတ်တူရှိနေတာကြောင့်အဲ့လိုဆွဲထုတ်ပေးဖို့အတွက်အခုမြင်တွေ့နေရတဲ့ Chelsea ပရိသတ်ကလုံခြုံရေးကိုတောင်းဆိုနေရလဲဖြစ်ပါတယ်အဝေးကွင်းမှာလာရောက်ရှင်ပြိုင်ကစားတာဖြစ်ပေမဲ့လည်းဧည့်သည် PSG အသင်းဘက်ကဂိုးတွေတိုင်းခဏသွင်းနေတာကြောင့် Chelsea ပရိသတ်တွေအနေနဲ့လည်းဘသူ့ကိုစိတ်တိုပါမှမသိဒေါသပေါက်ကွဲနေကြတာခင်ဗျာဒီမှာပဲကွင်းလဲတိုင်းလူကြီးကိုစောတော့ဟိုကပြသလိုက်ပြီခင်ဗျာကိုစောအနေနဲ့ခက်ကြမ်းကစားတဲ့ကစားသမားတွေကိုခက်ကြမ်းကင်တွယ်သွားမှာဖြစ်ပြီးပွဲကိုထိန်းတဲ့အနေနဲ့အဝါကက်နဲ့အနီကက်တွေကိုလည်းခဏပြသနေရတာခင်ဗျာကျွန်တော်စင်ကန်နေစဉ်တို့ဝေးရနေလက်ကန်နဲ့တိုင်ထိပြီးပြန်ထွက်လာတယ်ခင်ဗျာနောက်ချိန်ထက်ကန်နဲ့ထပ်ထိတယ်ခင်ဗျာနောက်ချိန်ထက်ကန်နဲ့ထိပြန်ပြီခင်ဗျာမင်းတို့မဟုတ်တော့ဘူးကွာအဲ့လိုကြီးကြမင်းတို့များသွားပြီနောက်ခံလူတွေပိတ်ဆို့ထားတဲ့ကြားတွေကနေဝေးလက်ကန်နဲ့တိန်ခေါင်းမှန်တယ်ခင်ဗျာဘလုံးကပြန်ရှန်ထွက်လာတယ်ထပ်ပိတ်တယ်တိန်နောက်ခံလူကတော့ခေါင်းပုတ်သွားပြီခင်ဗျာစာပေးဖို့မှုတ်လိုက်ပြီခင်ဗျာကွင်းလယ်မှာအပေးယူမှုတ်ရင်းနဲ့ညာတောင်ပံကိုမှုတ်ချထားပေးတယ်နောက်ခံလူတွေနဲ့ဘောလုံးရှင်မှုတ်နေပြီအဝေးကနေလမ်းမှုတ်တယ်ကိုးတယ်ခင်ဗျာစိမ့်တင်းကစပေးဘောပြန်မှုတ်ထားတယ်ဘောလုံးကလိမ်မော်ရောင်တင်းရဲ့လေထဲမှာပဲဘဲတောင်ပံကိုရသွားပြီမှုတ်တယ်ကိုးပြန်ပြီခင်ဗျာနောက်ခံလူတွေမနာနဲ့တားဆီးပြီးမှုတ်နေတဲ့ဂျားတွေကနေပြီးတော့ရအောင်မှုတ်ချသွားတာခင်ဗျာဒါတော့အမှုတ်တန်တဲ့ကစားသမားတွေရှင်ပြိုင်တဲ့မှုတ်ဘောဘောလုံးပြိုင်ပွဲဖြစ်ပါတယ်ကျွန်တော်စီရင်ခံနေစဉ်အတွင်းမှာပဲအစိမ့်တင်းကတိုက်စစ်ဆင်လာပြီခင်ဗျာဘဲတောင်ပံကနေမှုတ်လိုက်ပြီဂိုးပြီခင်ဗျာခြေပါကိုတကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်အခုကျင်းပနေတဲ့မှုတ်ဘောဘောလုံးပြိုင်ပွဲကိုတော့ CIS အမတ်တစိတ်သွားတိုက်စီကနေပြီးတော့အဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပြီးအမှုတ်တန်တဲ့မြည်သူမဆိုဝင်ရောက်ရှင်ပြိုင်နိုင်တဲ့ပြိုင်ပွဲလေးလည်းဖြစ်ပါတယ်ဒါကြောင့်ကိုအမှုတ်တန်တယ်လို့ယုံကြည်မှုရှိရင်ကျွန်တော်ရဲ့မှုတ်ဘောဘောလုံးပြိုင်ပွဲလေးမှာလာရောက်ပါဝင်ရှင်ပြိုင်ကြဖို့တိုက်တွန်းရင်းနဲ့ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ